ဒီနေ့ကတော့မေလ9ရက်နေ့တနင်္ဂနွေနေ့ဖြစ်တယ်ကျွန်တော်ဥပုသ္စာပြေရဲ့ခေါင်းစဉ်ကတော့လင်းယုံရောင်ဤအတောင်များအပေါ်၌on eagle's wing ဆိုပြီးတော့တကူပေးထားတယ်Egypt တိုင်းပြည်မှာနှစ်ပေါင်းများစွာကျွန်ခံပြီးတော့စိတ်ဒုက္ခကိုယ်ဒုက္ခရောက်ပြီးတော့ပင်ပန်းပြီးတော့ကျွန်တပေါက်ဘဝအနေနဲ့နေရတယ်ဒီလိုနေရတဲ့ခါမှာလဲကျွန်တပေါက်ဖြစ်တဲ့အတွက်ကြောင့်ဝတ်ပြုကိုးကွယ်မှုမှာလဲနော် pagan နော်နတ်ကိုးကွယ်မှုနော်ရုပ်ထုကိုးကွယ်မှုကိုပဲသူတို့နှစ်ပေါင်းများစွာတွေးရှိရတယ်ထိတွေ့ရတယ်ဆိုတာတွေ့ရတယ်ဒီအတွက်ကြောင့်သူတို့အနေနဲ့သူတို့ရဲ့ဖျားကိုသိရှိမှုနော်သူတို့အနေနဲ့ဖျားအလိုတော်ဟာဘာလဲသူတို့အနေနဲ့ဖျားရဲ့ကောင်းမှုဆိုတာတွေကိုအားလုံးမေ့သလောက်ဖြစ်တယ်ဆိုတာတွေ့ရအသက်ရှင်တဲ့ဖျားတကိုးကြီးတဲ့ဖျားအကြောင်းနော်ဖျားရဲ့အလိုတော်အကြောင်းဖျားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုမေ့ပြီးတော့အီဂျစ်တိုင်းပြည်ရဲ့ကိုးကွယ်မှုနော်ရုပ်ထုကိုးကွယ်မှုနတ်ကိုးကွယ်မှုအဲ့ဓာတွေကိုပဲသိတယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရဒီအတွက်ကြောင့်ဖျားအနေနဲ့အေဒေလလူမျိုးကိုနော်သူ့ရဲ့စစ်မှန်သောချစ်ချင်းမေတ္တာကိုသိရှိဖို့ရစစ်မှန်သောချစ်ချင်းမေတ္တာကိုသူတို့ဘာကိုဖော်ပြနိုင်ဖို့ရကြီးမားသောတကူနဲ့အီဂျစ်တိုင်းပြည်အီဂျစ်လူမျိုးများလက်ထဲကနေလွတ်မြောက်ခြင်းပေးတယ်လွတ်လပ်ရေးပေးတယ်ကယ်တင်တယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရပြီးတော့ဖယားအနေနဲ့အေးတလလူမျိုးတွေကိုကျွန်ဘဝကနေကယ်တင်ပြီးတဲ့ခါမှာသူတို့နဲ့ဘာပြုလုပ်လဲဆိုတော့ပြညင်ပြုလုပ်တယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရတယ်ဖယားအနေနဲ့ပြညင်လုပ်ဖို့ proposal နော်သူအနေနဲ့အေးတလလူတွေကိုတင်ပြတယ်နေရာကတော့ဘယ်မှာလဲဆိုတော့တိနာတောင်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအီဂျစ်တိုင်းပြည်ကနေနမိတ်လက္ခဏာအဖြစ်လွတ်မြောက်တယ်ပင်လယ်နီမှာလဲနမိတ်လက္ခဏာတွေ့ရတယ်တိနာတောင်တွေ့တဲ့မှာရောက်တဲ့ခါမှာဖယားအနေနဲ့ဒီလူတွေဟာသူ့လူတွေဖြစ်တယ်သူလွတ်မြောက်ခြင်းပေးတယ်သူ့ရဲ့သားသူ့သမီးတွေဖြစ်မယ်ဆိုတော့သူတို့ကိုချစ်တယ်သူ့အကြောင်းသိအောင်ဒီတိနာတောင်မှာပြညင်ပေးတယ်ဆိုတာကိုတွေ့ရဒီအတွက်ကြောင့်ဒီဖယားရဲ့ကယ်တင်မှုကိုဒီကျမ်းစာထဲမှာဘယ်လိုနိုင်ရှင်ထားလဲဆိုတော့ထွဲမြောက်ရာ19အငယ်4တရားဟောရာကျမ်းအငယ်30နဲ့အကြီး30နဲ့အငယ်10ကနေ10နဲ့မှာရွှေလင်းတအတောင်နဲ့ငါထမ်းပြီးတော့တင်တို့ကိုကယ်တင်တယ်ပြီးတော့ငါရဲ့မျက်စံကဲ့သို့တင်တို့ကိုငါစောင့်ရှောက်တယ်ဂရုစိုက်တယ်ဆိုပြီးတော့အေတေလလူတွေကိုဂတိပေးတယ်ဆိုတာတွေ့ရတယ်တရားဟောရာကျမ်းခန်း1ငယ်29ကနေ31ဟောရှေခန်း7ငယ်1မှာအဘဟာကိုယ့်ရဲ့သားသမီးကိုခြိပိုက်တယ်လို့တင်တို့ကိုငါခြိပိုက်တယ်နော်တင်တို့ကိုငါစစ်ကိုလွတ်ပြီးတော့အဂုတုတိုင်းပြည်ကနေငါကယ်လွတ်တယ်ဆိုပြီးတော့ဖော်ပြထားတယ်ဒီအတွက်ကြောင့်ဖယားရဲ့ကယ်တင်ခြင်းကိုနော်ဒီကျွန်တော်တို့ခေါင်းစဉ်မှာအတိုင်းလင်းယုံရဲ့အတောင်များပေါ်မှာလို့နော်နိုင်ရှင်ထားတယ်လင်းယုံတွေအနေနဲ့ကျွန်တော်တို့သိတဲ့အတိုင်းပဲတကယ်မြင့်မားတဲ့ကြောက်တောင်ရဲ့ထိပ်မှာအတိုက်တွေဆောက်တယ်အတိုက်တွေဆောက်ပြီးတော့အဲ့ဒီအတိုက်ထဲမှာကလေးတွေဥတွေဝတ်တယ်ပေါက်လာတယ်ကလေးတွေကိုငယ်ငယ်ကလေးကနေနော်သူတို့အနေနဲ့အစာတွေပုတ်ပြီးတော့ကျွေးတယ်ဒါပေမဲ့ကြီးလာတဲ့ခါမှာလင်းယုံဆိုတာပြန်တန်းနိုင်ရမယ်အကောင်တွေဖမ်းနိုင်ရမယ်အရွယ်ရောက်လာတဲ့ခါမှာလင်းယုံငယ်လေးတွေကနော်တိတ်မပြန်ရဲဘူးမပြန်ရဲတဲ့အတွက်ကြောင့်မိဘလင်းယုံအနေနဲ့သူတို့ကိုဒီပြန်တဲ့နော်ပညာကိုသင်ပေးတယ်ဘယ်လိုသင်ပေးလဲဆိုတော့မိဘနှစ်ပါးအနေနဲ့အဲ့ဒီလင်းယုံ eagle အငယ်လေးတွေကိုအတိုက်ထဲကနေနော်ပစတ်နဲ့ချီပြီးတော့ထုတ်တယ်ပြီးတော့ဒီသူတို့ကတောင်ထိပ်မှာနေတယ်ဆိုတော့ဒီအောက်ကိုပစ်ချလိုက်တယ်အောက်ကိုပစ်ချလိုက်တဲ့ခါမှာတချို့ကတိတ်မပြန်နိုင်ဘူးဒါပေမဲ့အောက်မှာနင်အောက်မှာကြောက်တွေပါတယ်နဲ့မထိခိုက်အောင်
သူတို့အနေနဲ့မိဘတွေနဲ့အဲ့ဒီသူတို့ရဲ့ကလေးအောက်မှာပြန်ပြီးမှအတောင်ကိုဖြန့်ပြီးတော့သူတို့ကိုအောက်မကြအောင်ကာကွယ်တယ်အဲ့လိုလုပ်ပြီးတော့သူတို့ရဲ့ကလေးတွေမောပြီးဆိုရင်သူတို့အတောင်ပေါ်မှာပဲဒီတင်ပြီးတော့နော်အပေါ်တစ်ခေါက်ပြန်တယ်ပြီးတော့ကလေးလိမ့်ယုံငယ်လေးတွေကိုတစ်ခါပြန်ချတယ်ပို့ပြီးတော့ဝေးအောင်ပြန်ခိုင်းတယ်အဲ့လိုလုပ်တယ်ဒါပေမဲ့သူ့ရဲ့ကလေးတွေမောပြီးဆိုရင်သူ့အတောင်ပေါ်မှာပြန်တင်ပြီးတော့အတိုက်ထဲမှာပြန်ထားတယ်ဆိုတာတွေ့ရဒီအတွက်ကြောင့်တမန်ကျမ်းစာထဲမှာလင်းယုံငှက်များငှက်ဘယင်ဖြစ်တဲ့လင်းယုံငှက်များအနေနဲ့သူတို့ရဲ့သားသမီးများကိုအတောင်နဲ့ချီပြီးတော့ဒီအပြန်တင်ပေးတယ်ပြီးတော့မိမိအတိုက်ကိုအတိုက်ထဲမှာပြန်ထည့်တယ်လို့သူ့ရဲ့ကြည်ရှုမှုစောင့်ရှောက်မှုပို့ဆောင်မှုကိုဤကဲ့သို့နိုင်ရှင်တယ်ဆိုတာတွေ့ရကျွန်တော်ဆက်လက်ပြီးတော့ကြည်လိုက်တဲ့ခါဘာတွေ့ရလဲဆိုတော့ဖယားအနေနဲ့သူ့ရဲ့သားသမီးများကိုတော့ချစ်တယ်ဂယုဆိုင်တယ်ကြည်ရှုတယ်စောင့်ရှောက်သလိုကျွန်တော်တို့ခရိယာအချင်းချင်းလူသားအချင်းချင်းတယောက်နဲ့တယောက်ကူညီဖို့မဆာဖို့ရိုင်းပင်းဖို့ဖယားအနေနဲ့အလိုရှိတယ်ဆိုတာတွေ့ရဒီအတွက်ကြောင့်ဖယားကိုကျွန်တော်ချစ်တဲ့အခါမှာသူများကိုလည်း concern နော်ဂယုဆိုင်ပြီးတော့ကူညီမဆာဖို့လိုအပ်တယ်ဆိုတာကျွန်တော်တို့ဒီ Sunday နေ့သင်ခန်းစာရဲ့လိုရင်းဖြစ်ပါတယ်ဒီအတွက်ကြောင့်ဖယားအနေနဲ့ဒီအေးဒေလလူတွေကိုကျွန်ခံရာအီဂျစ်တိုင်းပြည်ကလွတ်မြောက်ခြင်းပေးတယ်သူတို့ကိုအဖေကသားသမီးများကိုချီဆောင်သလိုချီဆောင်တယ်မိမျက်စံကဲ့သို့ထိမ့်သိမ်းဆောက်ရှောက်ပြီးတော့လင်းယုံကသူ့ရဲ့သားသမီးတွေကိုအတောင်ပေါ်မှာတင်ပြီးတော့နော်ပို့ဆောင်တယ်လို့အေးဒေလလူတွေကိုပို့ဆောင်တယ်ယနေ့ခေတ်မှာကျွန်တော်တို့ကိုလည်းပို့ဆောင်တယ်လူတယောက်နဲ့တယောက်ကိုလည်းရိုင်းပင်းဖို့အလိုရှိတယ်ဆိုတာတွေ့ရပါတယ်ဆုတောင်းရအောင်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ဖယားသည်ကျွန်တော်တို့ကိုချစ်ပါ၏ကျွန်တော်တို့ကိုစောင့်ရှောက်ပါ၏ကျွန်တော်တို့ကိုကာကွယ်ပါ၏ကျွန်တော်တို့ကိုပို့ဆောင်ပါ၏ဤကဲ့သို့ကျွန်တော်တို့သည်လူသားအချင်းချင်းချစ်ခင်မြတ်နိုးကူညီမဆပို့ဆောင်နိုင်ပါမဆတော်မူပါခရစ်တော်၏နာမတော်အပြင်ဆုတောင်းပါ၏ဖာအာမင်